ကြည်နူးလာပါတို့စားပြောရင်ကိုဝမ်းတာပါကိုချက်တာပြောရင်စိတ်မကောင်းအဲ့ဒါတို့စားကောင်းတယ်ကိုချက်တာကိုသူကြိုက်နေတယ်ဆိုရင်ကိုကဂျင်းနဲ့နေရောဂျင်းနူးနေရောနော်ဟုတ်ဒါကတော့မိသားစုပေါ်ထားတဲ့စေတနာလေးပေါ့ဟုတ်ကြိုက်တော့မောင်လေးကြိုက်နေကိုကြိုက်ပေါ့နော်ကိုရှာကျူးနေတဲ့လူတွေဟုတ်ပြပေးဝယ်ပေါ့တာသမီးရှိလားအပြိုကြီးအန်တီမင်္ဂလာပါမင်္ဂလာပါအန်တီမိသားစုဘယ်နှစ်ယောက်ရှိလဲဒီတော့6ယောက်နေဒါ6ယောက်အန်တီဒီနေ့ဈေးလာဝယ်တာမဘာကိုရင်ဦးမဝယ်ဖို့စဉ်းစားလဲအဲ့ဒါကိုဘယ်သူကြိုက်ဆုံးလဲကြိုက်တော့မောင်လေးကြိုက်နေကိုကြိုက်ပေါ့နော်ကိုရှာကျူးနေတဲ့လူတွေဟုတ်ပြပေးဝယ်ပေါ့တာသမီးရှိလားအပြိုကြီးမိသားစုအတွက်ကိုလေအန်တီအမြဲတမ်းဈေးဝယ်ရတယ်အကြိုက်မတူကြတော့တယောက်နဲ့တယောက်ချင်းမတူကြတော့ဈေးဘိုးဘလို့ညှိရလဲဈေးဘိုးဘလို့ညှိရတော့မောင်လေးကဝတ်သားမစားတော့သူ့ရဲ့ကျစကားလေးနည်းနည်းဝယ်လိုက်တယ်ပေါ့ဟုတ်ကိုကဝတ်သားမပိုင်ထွန်းမစားတဲ့တော့သူ့ရဲ့ဝတ်သားပြပေးဝယ်တယ်အဒီကကြံတဲ့လူကတော့ခြေဟင်းလေးတစ်ခွက်အရင်တော့လုပ်လိုက်တာပေါ့ကိုကိုလာလေးနဲ့ကိုညသားတယ်အကိုနဲ့မောင်လေးနဲ့ကိုဦးစားပေးပြီးဝယ်ဖြစ်တယ်ဟုတ်ကိုကအနစ်နာခံလိုက်ရပါမယ်ကြည်နူးမြရတဲ့အမှတ်တရလေးကိုရှိလားကြည်နူးလာပါတို့စားပြောရင်ကိုဝမ်းတာပါကိုချက်တာပြောရင်စိတ်မကောင်းအဲ့ဒါတို့စားကောင်းတယ်ကိုချက်တာကိုသူကြိုက်နေတယ်ဆိုရင်ကိုကဂျင်းနဲ့နေရောဂျင်းနူးနေရောနော်ဟုတ်ဒါကတော့မိသားစုပေါ်ထားတဲ့စေတနာလေးပေါ့ဟုတ်ဈေးလာဝယ်ရင်ရောကိုယ့်အတွက်ကိုနောက်ဆုံးမှဝယ်လေးရောရှိလားနောက်ဆုံးမှပဲဝယ်တာနောက်ဆုံးမှဝယ်လေးရှိတယ်ဟုတ်သူများကြိုက်တယ်ကြီးပဲကိုကချက်ကျွေးနေရကြပြီဆိုတော့ကိုယ့်အတွက်တီးတန့်ချက်စားမယ်ဟင်းလေးဆိုအန်ဒီဘာလေးချက်စားချင်တယ်ဝတ်သားစားတာများတော့ဝတ်သားပဲဦးစားပေးကြအန်ဒီရောဝတ်သားကြိုက်လားသူများအတွက်ကိုဦးစားမပေးနိုင်အောင်တော့ကိုယ့်အတွက်တီးတန့်ဟင်းတစ်ခွက်ဆိုရင်အန်ဒီဘာလေးစားချင်လဲအဲ့လိုမျိုးဝတ်သားဟင်းရဲ့အရာမပါရင်မပြီးဘူးဝတ်သားဟင်းမယ်အန်ဒီလည်းကြိုက်တယ်နော်အဲ့လိုကြိုက်မိသားစုအတွက်ကိုမစင်စားနိုင်တာဒီနေ့တီးတန့်ကိုယ့်အတွက်တီးတန့်ချက်စားမယ်ဆိုရင်အန်ဒီဝတ်သားလေးပဲချက်စားတယ်အဲ့ဟာပါမပြီးရတာဝတ်သားလေးဘယ်လိုချက်စားချင်တာလဲအချိုချက်တာများတယ်အချိုချက်တာအဲ့ဆိုသမီးတို့ဝတ်သားလေးတောက်ဝဲကြနော်နဲ့ဆိုင်မှာဝယ်နော်ဒီဝတ်သားလေးမပေါ်ဝတ်သားပေးပါအောင်မသုံးတက်သားလေးရှိလားအဲ့ဒါလေးအဲ့ဝတ်သားအဲ့ဒါဘာသားလဲပေါင်းသားလားအဲ့ဒါသုံးတက်တာကျေးဇူးပါကောင်းပါစေနော်အဲ့သမီးတက်ပေးမယ်လားအဲ့ဒီဝတ်သားဝယ်ပြီးပါရင်အဲ့ဒါလေဝတ်သားကိုဝက်ချိုချက်လေးဆိုဘယ်လိုမျိုးလေးချက်ကမယ်သမီးတင်ပေးပါဦးရင်းကုန်ပဲမျိုးစီးထည့်လိုက်တယ်ဟုတ်စီးထည့်ရင်စီးလေးနဲ့ဆိုတိုင်းတကြားသုံးထည့်လိုက်တယ်တကြားသုံးထည့်ဟုတ်တကြားအညောင်ကောက်ဝင်နေတော့ညူရောင်လေးပေါ့ညူရောင်လေးတက်ကူဘူးချင်းကိုစီးတက်လိုက်တယ်ပြင်ဘောသားကိုလုံးလိုက်တယ်နာလုံးပြီးပါမယ်ရေထည့်လိုက်ဟုတ်ဝက်ချိုချက်ကလေးအဲ့လိုပဲလွယ်တယ်ပေါ့ကိုယ့်အတွက်ကိုနောက်ဆုံးမှချက်တယ်မိသားစုဦးစားပေးတဲ့လူတွေကိုတမီးကပြန်ကုန်ပြတာအားကြောင့်မို့ဒီနေ့အန်ဒီချက်တယ်အန်ဒီကြိုက်တယ်ကိုတယောက်ထားကိုတီးတန့်ဟင်းတစ်ခွက်ဆိုလို့ရှိရင်ကိုရဲ့တီးတန့်ဟင်းတစ်ခွက်ဆိုရင်အန်ဒီကဝတ်သားဟင်းဝက်ချိုချက်လေးချက်မယ်ဆိုတော့လက်ဆောင်ပေးလိုက်မယ်နော်ကျေးဇူးပါကျေးဇူးပါအန်ဒီနော်အမေရဲ့မြစ်တာကနှုတ်ကထုတ်မပြောပြမယ်ထမင်းမကန်ထဲမှာအမြဲတမ်းရှိနေတတ်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးမိသားစုအတွက်အမြဲတမ်းဦးစားပေးတတ်တဲ့မေမေတွေကို share ပေးပါအောင်နော် comment မှာလည်းမေမေကြိုက်ဆုံးဟင်းကဘာလေးလဲဆိုတာရေးပေးခဲ့ပါဦးနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်